မြန်မာပြည်မှာဥဆုံး EV SKD ကြောင့်သိပြီးကြပြီလား SKD ဆိုတာ Semi Knockdown လို့ခေါ်တဲ့ပြည်တွင်းမှာတက်ဆင်ထုတ်လုပ်ရောင်းချတဲ့စနစ်ဖြစ်ပါတယ်ဒီမော်တာ EV ကားတွေကဆိုရင် SKD စနစ်နဲ့မြန်မာနိုင်ငံမှာပထမဆုံးတက်ဆင်ထုတ်လုပ်ရောင်းချတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ EV ကားဝယ်ယူနေတဲ့ကားချစ်သူတွေအတွက်လည်းအကျိုးကျေးဇူးတွေအများကြီးရရှိမှာဖြစ်ပါတယ်ဘလို့အကျိုးကျေးဇူးတွေရမှာလဲ SKD စနစ်နဲ့ပြည်တွင်းမှာပဲထုတ်လုပ်ထားတဲ့အတွက်ကြောင့်မို့လို့အပေါ်ပစ္စည်းတွေကိုလည်းလွယ်လွယ်ကူကူနဲ့လိုအပ်တဲ့အချိန်တိုင်းမှာဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ် SKD စနစ်ကြောင့်လူငယ်တွေအတွက်လည်းအလုပ်ကိုင်ခွင့်နဲ့အများကြီးပေါ်ပေါက်လာမှာဖြစ်ပါတယ်ဒါအပြင်နိုင်ငံတကာစံနှုန်းနဲ့အညီထုတ်လုပ်ထားတဲ့အတွက်ကြောင့်မို့လို့အရေးသွေးရတော့ပြောင်းလဲသွားမှာမဟုတ်ပါဘူးဒါပဲလားဘယ်ဟုတ်မလဲ SKD စနစ်ကြောင့်ကားဝယ်မယ်ဆိုရင်ရန်ကုန်လိုင်စင်နဲ့ပါတခါလေးရမှာပါဟိုးရန်ကုန်လိုင်စင်နဲ့ဆိုတော့မိုက်တာဗောဒါပေါ့အဲ့ဒါကြောင့်ရန်ကုန်လိုင်စင်နဲ့လည်းရမယ်လီမော်တာရဲ့ EV SKD ကားတွေကိုလာပြီး12သိန်းချက်ပေးခြင်းနဲ့9နှစ်အရေးချနဲ့ဝယ်ယူနိုင်မယ် promotion ပွဲတွေကိုလာမည့် Match 10ရက်နေ့ကနေ14ရက်နေ့အတွင်းမြန်မာပလာဇာမှာကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့်ဒါရိုက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ရှင်